အားလုံးမင်္ဂလာပါကမ္ဘာသတင်း channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်2026ခုနှစ်မတ်လတရက်နေ့အမေရိကန်စံတော်ချိန်ရအမေရိကန်လေပိုင်းစစ်ဌာနချုပ်ဒူးမဟုတ်စမ်တန်ကပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်နေ့တွင်အီရတ်ပိုင်နက်တွင်စစ်စင်ရေးဆောင်ရွက်နေစဉ်အမေရိကန်စစ်သား3ဦးသေဆုံးကြောင်းပထမဆုံးကြိမ်တရားဝင်ထုတ်ပြန်ဝန်ခံလိုက်ပါတယ်ထို့ပြင်စစ်သား5ဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်းစီရင်ခံထားပြီးဒဏ်ရာရရှိစစ်သားများတာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက်အမြန်ဆုံးကူညီဆောင်ရွက်ပေးနေကြောင်းစမ်တန်၏နောက်ဆုံးထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်အရှိလေပိုင်းစစ်မျက်နှာရဲ့မိတိနေရာတွင်တေဆုံးခဲ့သည်ကိုတေးစိတ်ချက်လက်ကိုထုတ်ဖော်ပြောကြားခြင်းမရှိတော့လဲအဓိကစစ်စင်ရေးများကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တဲ့လက်တလောတွင်စမ်တန်ကအီရန်နိုင်ငံပေါ်လေကြောင်းမှတိုက်ခိုက်ပြုလုပ်နေသည့် B2 စပရစ်ဘုံကျဲလီရင်ရုပ်တံဖိုင်ကိုလည်းထုတ်ပြန်ခဲ့ပြီးပြီးခဲ့တဲ့ညကပေါင်2000ချိန်ရှိဘုံတွေတပ်ဆင်ထားတဲ့အမေရိကန်၏B2ကိုပြောက်ဘုံကျဲလီရင်အီရန်၏ခိုင်မာတောက်တင်တဲ့ဒုံးကျည်ပစ်လွတ်ကွင်းများကိုတိုက်ခိုက်ခဲ့ကြောင်းပေါ်ပြထားပါတယ်အမေရိကန်ပြည်ထောင်စု၏ပြတ်သားတဲ့စိတ်ဆန္ဒကိုမိသည့်နိုင်ငံကမျှတန်တရာမဝင်တဲ့ကြောင်းနဲ့အရှိလေပိုင်းပြိပခမိသည့်ဥတီချက်ကိုဆက်လက်၍ရှားမိကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်းသိရှိရပါတယ်ကပတ်သတင်းအစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်